မင်္ဂလာပါခင်ဗျာအရှိလေပိုင်းဒေသရဲ့နောက်ဆုံးရစစ်ရေးနဲ့စီးပွားရေးအခြေအနေတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်နဲ့ Israel တို့ဘူပေါင်းပြီးအီရန်နိုင်ငံအပေါ်ဆင်နွှဲခဲ့တဲ့ Operation Epic Fury စစ်စေးဟာ၎င်းရဲ့ကြီးမှန်းချက်တွေအောင်မြင်ခဲ့ပြီဖြစ်လို့ပြီးဆုံးသွားပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီး Marco Rubio ကအင်္ဂါနေ့မှာသတင်းတောက်တွေကိုပြောကြားလိုက်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကစတင်ခဲ့တဲ့ဒီစစ်စေးရေးကြီးပြီးဆုံးပြီးတဲ့နောက်အမေရိကန်အနေနဲ့ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်သာပုံမူလိုလားပြီး Project Freedom ကိုသာအောင်ဆိုင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီကြီးညာချက်ထပ်ပြီးနိုင်ပိုင်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်က Hamas ဒေသအတွင်းပိတ်မိနေတဲ့စမောတွေကိုလက်ညှိုးပေးတဲ့ Project Freedom စစ်စင်ရေးကိုလည်းခစ်တအရနာလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။တစ်ဖက်မှာလည်းအီရန်ရဲ့အထက်ကတပ်သမဟာဒေသအတွင်းဖြစ်ပေါ်တိုးတက်မှုတွေကိုဆွေးနွေးဖို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးနဲ့တွေ့ဆုံဖို့ဘေကျင်းကိုရောက်ရှိနေပြီလို့သိရပါတယ်။ဒါဟာစစ်ပွဲစတင်ကတည်းကမဟာမိတ်နိုင်ငံနိုင်ငံအကြားပထမဆုံးအကြိမ်လူချင်းတွေ့ဆုံတဲ့တန်တမာရေးလှုပ်ရှားမှုလည်းဖြစ်ပါတယ်။စစ်ပွဲရဲ့အကျိုးဆက်အနေနဲ့ကမ္ဘာစီးပွားရေးမှာလည်းလက်ခတ်မှုတွေရှိလာနေပါတယ်။လက်ရှိမှာရေနံဝယ်လိုအားဟာကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်းအမြန်နှုန်းနဲ့ကျဆင်းနေတယ်လို့ကမ္ဘာရှင်နဲ့အရန်တူလောင်မှုတွေဟာလည်းတိတိတတ်တာညွန်နေသွားခဲ့ပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံမှာ73စီစီနှုန်းပဲဟာစစ်ပွဲစတင်တဲ့အချိန်ကစလို့90ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာကြောင့်စားသုံးသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်များစွာသက်ရောက်မှုတွေရှိနေကြောင်းတင်ဆက်လိုက်ရပါတယ်နော်။